အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခိုင် gaming ကပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့ mobile legend ကို skin hack ပြတော့မှာပဲဖြစ်ပါတယ်ခင်ဗျဒီတော့ကျွန်တော် play store ထဲဝင်မယ် R1UMOTOGF8 ဆိုပြီးရိုက်လိုက်ဒါပေမဲ့ဒီထဲမှာလုံးဝမရှိပါဘူးအဲ့ application ကကျွန်တော်တို့ Google Chrome ထဲပဲသွားပါမယ်အဲ့ထဲမှာ R1UMOTOGF8 ဆိုပြီးတော့ရိုက်ရှာလိုက်ပါပြီးတော့အပေါ်ဆုံးမှာပေါ်လာတဲ့အထဲကိုနှိပ်လိုက်ပြီးရင်တော့ခဏစောင့်ပေးပါတော့ပြီးရင်တော့ကျွန်တော် download now ကိုပဲနှိပ်လိုက်ပေါ့ဗျာဒါဆိုရင်တော့ download away ကိုထပ်နှိပ်ပေးရမှာဖြစ်ပါတယ်ကြည့်ဒါဆိုတော့ကျွန်တော် down နေပြီခဏလေးတော့စောင့်ပေါ့ဗျာပြီးတော့ကျွန်တော်တော့ခဏရေးလိုက်ပါမယ်ဗီဒီယိုOkay ရတော့မယ်ပေါ့နော်ကျွန်တော်တို့ပြီးရင်တော့ကျွန်တော်တို့ဒီ application ကိုကျွန်တော် install လုပ်လိုက်ပေါ့နော်ရပြီဒါဆိုရင်ကျွန်တော်အဲ့ application နဲ့ဝင်ရမယ်ပေါ့ Okay ကျွန်တော်ဝင်မယ်ပေါ့နော်အဲ့ application နဲ့နောက်ပြီးရင်တော့ကျွန်တော်တို့permission လေးဖြည့်ပေးရမယ်ပေါ့နော်ကျွန်တော်တော့ဖြည့်လိုက်ပါမယ်ခေတ်ဒါကတော့ကျွန်တော် Android version 73ဆိုရင်တော့ကျွန်တော်ဒီတိုင်းတွားဟတ်လို့ရတယ်ကျွန်တော်14ဖြစ်နေတော့တွားဟတ်လို့မရဘူးပေါ့ကျွန်တော် Play Store ထဲဝင်မယ်နောက်ပြီး Shizuku ဆိုတဲ့ဟာလေး down လိုက်ပေါ့ကျွန်တော်ကတော့ down ထားပြီးသားဆိုတော့ open လုပ်လိုက်မှာပဲဘာမှမလုပ်ဘူးပေါ့ Okay ဒီတော့ကျွန်တော် Shizuku ထဲဝင်မယ်ပြီးရင် pair ကိုနှိပ်မယ် developer option ကိုနှိပ်မယ်နောက်ပြီးကျွန်တော်တို့ဖြည့်ထားပြီးတော့မနော်အကောင်အလုံးဝင်းနှိပ်လိုက်လောင်းလေးနှိပ်လိုက်နောက်ပြီးကျွန်တော်တို့ကုတ်လေးပေါ့နော်11552နှစ်ကိုကျွန်တော်တို့အပေါ်မှာကြာလာတဲ့ထဲကိုနှိပ်ပေးရမယ်ပေါ့55နှစ် Okay ရပြီပြီးရင်တော့ဘေးကချွင်လေးပဲနှိပ်လိုက်နောက်ပြီးတော့ပြန်ထွက်ပြီး star ကိုနှိပ်လိုက်ပေါ့နော်နောက်ပြီးကျွန်တော်တို့application နဲ့ဝင်ပြီးကျွန်တော် Shizuku နဲ့နှိပ်လိုက်ပေါ့ပြီးအလုံးဝင်းကိုနှိပ်လိုက်ပေါ့ဒါဆိုတော့ကျွန်တော်ဟတ်လို့ရတော့ပဲလုံးဝမပန်းပါဘူးဟတ်ကြည့်ကြပါကျွန်တော်100ခိုင်တော့အာမခံပါတယ်ကျွန်တော်ကတော့ပထမဆုံးဖြစ်တဲ့အတွက်ကျွန်တော် glow ကိုပဲဟတ်ပြလိုက်ပဲပေါ့ဒီမှာ Massman နဲ့ Fighter Maze Assassin တန်းကိုဟတ်လို့ရကျွန်တော်တို့ glow ပဲဟတ်လိုက်တော့အခု new ထွက်တဲ့ Spineball skin ကိုကျွန်တော်ဟတ်ပြရမယ် Spineball တော့မဟုတ်ပါဘူး Spineball event ကောင်ပေါ့နော်အဲ့ကောင်ဟတ်ပြမယ်ခဏတော့စောင့်ပေါ့ကျွန်တော် line ကောင်းတော့နည်းနည်းတစ်လေနေပါတယ်ခဏလေးတော့စောင့်ပေးရမယ်ပေါ့ကျွန်တော်တို့ဒီ close game ပဲဟတ်တယ်ပေါ့နော်ကျွန်တော်နဲ့သူ mobile legend တွဲဆော့ကြတော့အောက်က ID ကိုပဲထဲကိုဝင်ခဲ့ပေါ့ဒီဝင်မယ်ရပြီဗျာပြီးတော့ထဲကိုတော့တော့ကျွန်တော် training နဲ့ပဲတော့ပြတယ်ကျွန်တော်ကတော့ upgrade တော့မပြီးသေးဘူးပေါ့နော်တောင်းနေရတယ်ခဏတော့စောင့်ဒီရကျွန်တော်လေ့ကျင့်ရေးနဲ့တော့ပြလိုက်တော့ရလေ့ကျင့်နေရနောက်ပြီးကျွန်တော် glow ရှာမယ် glow support ရမှာလားမဟုတ်ဘူးတန်နေမှဟုတ်တယ်တန်နေမှာတော့ကင်ပြလို့တော့ animation တွေကစပြီးကြောင်းသွားဒီတော့ဖတ်တာမဟုတ်ခဏစောင့်မယ်ရပြီဝင်မယ်ဝေးစရာမလိုဘူးပေါ့ကျွန်တော်အသစ်တွေထွက်တိုင်းလဲကျွန်တော်အခုပြထား application ကတော်တော်ကောင်းနေပေါ့ရအထင်မှာပဲသွားပြီးလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ခဏတော့စောင့်နေရကျွန်တော်တို့ပြီးရင်တော့ကျွန်တော်အရင်ဆုံးတော့မပေါ်ဘူးရဘာလို့လဲဆိုကျွန်တော်ကupdate ကမပြီးပြီးတော့လေအဲ့လိုဖြစ်နေတာပေါ့နော်ကျွန်တော်တို့ update ပြီးရတူတော့အဆင်ပြေတော့ဒီမှာနည်းနည်းတော့ဒီအောင်မှာအဲ့ဒီကြောင့်တော့တခြားကောင်တွေရတယ်ဒီကောင်ကတော့ကျွန်တော်မရောက်ဘူးတော့ကျွန်တော်ဟတ်နေကြပါဗျာဒီကောင်ကတော့မရောက်ဘူးတော့တော့ဆောက်ရအောင်ဒီစင်တီမယ်လို့တော့ဖြစ်
ဒါပေမဲ့ဒီတိုင်းတော့မကောင်းဘူးလေကျွန်တော်နောက်ပိုင်းကျမှပေါ့ပြဟတ်ကြီးကျွန်တော်ကြည့်ပါအားလုံးကလည်းကျွန်တော်လူချင်းစကင်ဟတ်ထားပါတော့ဒီကဒီရောက်လို့မရဘူးနောက်ပြီးတော့မှပေါ့ကိုကြိုက်ရစကင်ဟတ်ပေါ်ရကျွန်တော်5ကီလိုကတော့ကျွန်တော်တို့လုံးဝရမှာတည်ကြဗျာတည်ကြပေါ့တရားရခိုင်တော့ရပါပါတော့ကျွန်တော် EV recoil ပါလေဟတ်ထားရပါတော့ okay ဒီတော့ဘာမှ